ဂျပန်နိုင်ငံသားအဖြစ်ခံယူလိုက်ပြီးမြန်မာနိုင်ငံကိုဘယ်တော့မှမေ့သွားမှာမဟုတ်ဘူးဆိုတဲ့မိုရီဆာကီဝင်းပရိသတ်များအလုံးပဲမင်္ဂလာပါရှင်အဝင်းလို့ခေါ်ကြတဲ့မိုရီဆာကီဝင်းကိုမြန်မာပရိသတ်တွေနဲ့အားပေးခဲ့ကြပြီးသူ့ကိုတတိယနေကြပါတယ်အဝင်းကမြန်မာနိုင်ငံမှာလည်းအောင်မြင်တဲ့အမှုပညာရှင်ဖြစ်ခဲ့ပြီး2021ခုနှစ်နောက်ပိုင်းကတည်းကမြန်မာကိုပြန်မလာတော့တာပါဒါအပြင်အဝင်းကဂျပန်နိုင်ငံသားအဖြစ်လည်းခံယူလိုက်ပါပြီအရင်ကတော့အဝင်းကမြန်မာနိုင်ငံသားအဖြစ်ပဲခံယူထားတာဖြစ်ပါတယ်မိုရီဆာကီဝင်းကဂျပန်နိုင်ငံသားအဖြစ်တရားဝင်ခံယူပြီးဖြစ်တဲ့အကြောင်း Hotnet TV အစီအစဉ်ကနေပရိသတ်တွေကိုအသိပေးလိုက်ပါတယ်။မြန်မာနိုင်ငံသားအဖြစ်ဆက်လက်ရပ်တည်မယ်ဆိုရင်ဒီပခီးသွားလာရေးမှာအခက်အခဲတွေရှိလာနိုင်တာကြောင့်ဂျပန်နိုင်ငံသားအဖြစ်ပဲခံယူလိုက်ပါတယ်။အချို့ကအဝင်းကိုဂျပန်မြန်မာကာပြလို့ထင်ကြတာပါ။တကယ်တော့အဝင်းကမြန်မာစစ်စစ်ဖြစ်ပြီးဂျပန်မှာနေထိုင်လာတဲ့တပ်တန်းကလည်း25နှစ်ရှိသွားပါပြီ။ဒါကြောင့်မိုရီဆာကီဝင်းကဂျပန်နိုင်ငံသားအဖြစ်ခံယူလိုက်တာဖြစ်ပါတယ်။မိုရီဆာကီဝင်းကဂျပန်နိုင်ငံသားအဖြစ်ခံယူလိုက်တာကြောင့်ဝေဖန်မှုတွေတော့ပေါ်ထွက်လာခဲ့ပါတယ်။တစ်ချိန်ကသူ့ကိုအားပေးခဲ့ကြတဲ့ပရိသတ်တွေကိုပြစ်ပယ်တာလားလို့မေးလာခဲ့ကြပါတယ်။ဒါပေမဲ့အဝင်းကတော့မြန်မာနိုင်ငံကိုပြစ်ပယ်တာတော့မဟုတ်ဘူးလို့ဆိုပါတယ်။မိုရီဆာကီဝင်းကိုမြန်မာမိဘတွေကရန်ကုန်မှာမွေးဖွားခဲ့ပြီးဂျပန်ကိုအသက်9နှစ်အရွယ်မှာရောက်ရှိလာခဲ့တာဖြစ်ပါတယ်။မိဘတွေကလည်းမြန်မာဖြစ်တာကြောင့်အဝင်းကမြန်မာဆိုတာကိုတော့ဘယ်တော့မှမေ့သွားမှာမဟုတ်ပါဘူး။ဂျပန်မှာနေထိုင်ခဲ့တဲ့မိုရီဆာကီဝင်းကတရုတ်ဆောင်အဖြစ်လည်းအောင်မြင်သလိုအဆိုရာအဖြစ်လည်းတခြင်းတွေထွက်ထားပါတယ်။ဂျပန်မှာတော့မကပဲဟောလိဝုဒ်မှာလည်းဇာတ်ကားတွေရိုက်ခဲ့ပူပါတယ်။မြန်မာနိုင်ငံမှာလည်းအောင်မြင်ခဲ့တဲ့အပြင်မြန်မာအမှုပညာရှင်တွေနဲ့လည်းအလုပ်အတူတူတွဲလုပ်ခဲ့ပူသူပါ။ဝင်းရှိုတိုင်းဆိုပြီးတော့လည်းရိုက်ကူးခဲ့တာကြောင့်မြန်မာတွေကသူ့ကိုအယံအားပေးကြပါတယ်။ဒါပေမဲ့သူ့အတွက်တော့ပြည်ပမှာလည်းအမှုပညာအလုပ်တွေကိုအဆင်ပြေပြေလုပ်ကိုင်နိုင်မှုအတွက်ဂျပန်နိုင်ငံသားအဖြစ်ခံယူလိုက်တာဖြစ်ပါတယ်။အဝင်းရဲ့အခက်အခဲကိုလည်းမြန်မာပရိသတ်တွေကနားလည်ပေးကြပါတယ်။ဂျပန်နိုင်ငံသားဖြစ်ပြီးမဲ့လည်းမြန်မာနိုင်ငံအေဂျင့်သွားရင်တော့ပြန်လာအောင်မယ်လို့ဆိုပါတယ်။ဂျပန်နိုင်ငံသားဖြစ်သွားပြီဖြစ်တဲ့မိုရီဆာကီဝင်းကမကြာသေးမီကကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာပထမဆုံးချိန်မဲပေးခွင့်ရခဲ့ပါတယ်။ဂျပန်နိုင်ငံသားခံယူလိုက်တာမို့မိုရီဆာကီဝင်းဘလို့ထင်မြင်မိလဲဆိုတာကွန်မန့်မှာပြောပြပေးခဲ့ကြပါအောင်ရှင်။